ကမ်ပိန်းလေးတစ်ခုနဲ့မိတ်ဆက်ပေးကြလို့နော်ချာမဲဟိန်းတန်မျိုးသူညာတိန်းခုတော့ထောင်ကမ်ပိန်းပေါ့နော်ပြောမယ်ဆိုရင်ကျွန်တော်တို့ညာဘက်အမြင့်ကျက်ဘလက်တိုက်တာပေါ့ဒီငယ်မိုက်ခဲတို့ဘောကျွန်တော်ကိုမန်တို့အယောက်90စာအတွက်ပေါ့နော်တိန်းခုတော့ကမ်ပိန်းအဲ့ဒီကမ်ပိန်းလေးအောင်ရင်ကျွန်တော်တို့ဒါမျိုးတွေပါကင်ပေးမယ်ပေါ့ဗျာနော်ဒါမျိုးကင်ဒါမျိုးခဏကင်ပလိုက်မယ်ဒါမျိုးခဏကင်ပေးမယ်ဟုတ်တယ်နော်ဘာလို့အဓိကဒီငယ်ကိုမန်တို့90စာအတွက်လိုအပ်တဲ့ပစ္စည်းတွေပေါ့နော်သူကတပုံးစားအပြည့်အစင်ပေးမှာဖြစ်တဲ့အတွက်အဲ့ဒါလေးကိုပါဝင်ပေးဖို့လေဖိနေနေနှိုးဆော်ပြအောင်ပြည်သူတွေပါလေပါတော့ကျွန်တော်တို့မှာဂျီကာတွေပါမယ်ဗျာခုနလိုဟဲမက်တွေပါလုတ်ပေးရမှာပေါ့နော်ဘာလို့အဲ့ဒါလေးကျတော့ဟိုအမှန်တော့အရင်တုန်းကလည်းဒီတိုင်းရင်တပ်ဖွဲ့တွေဒီကွန်မန်ဒိုတွေကိုဟိုကျွန်တော်တို့ဒေသခံတွေကူညီတာကိုလည်းသိပါတယ်ကျေးဇူးလည်းတင်ပါတယ်အများအားလည်းမှတ်တမ်းတင်ပါတယ်ဒါပေမဲ့ဘုန်းကြီးပြောရင်ဒေါ်လာလေးကြားလာတဲ့အခါကျတော့နောက်ကဟိုစီးပွားရေးဘာညာတွေဟိုဖြစ်တာခက်တာအားနေလာတာပေါ့နော်ဟုတ်တယ်ဒါကြောင့်ကျွန်တော်တို့ကလည်းအခြားလူတွေလည်းနိုင်ငံတကာကကျွန်တော်တို့မိတ်ဆွေများဟိုຫນွေဥတော်လည်းကိုချစ်တဲ့သူများနော်ဝိုင်းကူပါအောင်အရင်ကမပြောဘူးဆိုတာကဒေသခံငါကိုတော်တော်ကိုကျွန်တော်တို့ကူညီထားတာပါကူညီထားလို့လည်းဒီလောက်ထိဖြစ်လာတယ်အခုကအဲကလည်းများလာတယ်ဟုတ်တယ်အဲကများတော့ရှင်းပြောရင်ဗျာလက်လက်ကလည်းလိုးလာတယ်လက်နဲ့လိုးလာသလိုသူတို့ကိုဆင်ပေးရမယ် equipment တွေကလည်းလိုးလာတယ်ဟုတ်တယ်အဲ့တော့ဒေသခံတွေကတော့ကူညီတဲ့ဒါပေမဲ့လိုးတယ်ပေါ့ဗျာလိုးတာပေါ့ဘာလဲဆိုတော့ကျွန်တော်ငါတို့ပဲရှိတယ်ဆိုတဲ့စကားအတိုင်းပဲเนาะကျွန်တော်ဒီမြန်မာပြည်တွင်းမှာနေတဲ့ဒီဘပြည်သူတွေကတော့တော်တော်လေးကိုဘယ်လိုပြောမလဲအားရော့လာเนาะဖေးစွန်းတာပြောဆိုကျွန်တော်စီးပွားရေးတွေကမတရားချက်တဲလာတယ်ဒီမှာပတ်စံ1000ဆိုဘာမှတုံးလို့မရတော့ဘူးသူကစိတ်ကောင်းစီကစီဝါရေးမကောင်းအောင်ဟုတ်တယ်ဝင်ငွေမကောင်းအောင်အကုန်လိုက်ပြီးတော့သူ့ရဲ့ပိတ်ဆို့မှုတွေလှုပ်ထားတာအဲ့ဒါတွေလည်းပါတာဗောဗျာအဲ့တော့ကျွန်တော်တို့ဒီပြည်ပမှာရောက်နေတဲ့ကျွန်တော်တို့အညာသူအညာသားများကျွန်တော်တို့အညာမီအတွက်အနေလေးတစ်ချက်လောက်အတူတူရုံးပေးကြပါအောင်လို့တိုက်တွန်းနှိုးဆော်ခြင်းပါခင်ဗျအားလုံးကျေးဇူးတင်ပါတယ်